ရဲ့ဒီအုတ်ခုံလေးပါအုတ်ခုံလေးပါဖြိုးနေပါပြီရှင်မလေးပြင်နိုင်ကုန်လေးကိုမိခိုးရတောင်ထွက်တယ်ကြည့်ကြပနာကိုဖြိုးနေတာမလေးတရားတော်နဲ့တွေ့ရမှာပေါ့အေးရှိမလွတ်ဘူးမှန်းတော့လွတ်ပါလေညောင်းနဲ့မလွတ်ဘူးဆိုပြီးအုတ်ခုံလေးအုတ်ခုံမိခိုးရတောင်ထွက်တယ်ကြည့်အမလေးတော့ဆိုပါလေရှင်တို့နေပါတယ်ရှင်ဒါနဲ့မလုပ်ဘူးဆိုပြီးချိုးနေတယ်မလေးတော့ဒီစံပွဲရုံမှာတဲ့ရှင်းမြတ်သာလမ်းတွေလောက်လာတဲ့ရှင်ရေညောင်းတွေလောက်လာတဲ့ရှင်အမလေးပဲ့သွားကြပနာကိုလောက်ထားတာအမလေးမြောင်းကောင်းမှုကြောင့်အကုန်လုံးကိုတထေးလိုက်ရပါတယ်မြောင်းကတော့ကောင်းမကောင်းတော့မသိဘူးအကုန်လုံးကိုဖျက်ဆီးပြဆုံးရှုံးတယ်နော်တော်ကိုဆုံးရှုံးကုန်တယ်ဒီပင်လေးပါဒါလေးကပင်လေးပါဒီပင်လေးကတော့ပါသွားပါပြီဒီပင်လေးကတော့မလွတ်ဘူးတဲ့မလွတ်ပါဘူးမလွတ်ဘူးမြင့်တက်တယ်နော်အမြင့်တက်တယ်တဲ့မောက်ဖို့ရောင်းအောင်ဖို့ရတဲ့ခါကျတော့မောက်ဖို့တာဟုတ်တယ်ဒီထွက်လာအောင်မယ်အမြင့်တရထွက်ဟုတ်တယ်ကျမအဲ့လိုလေးဝိုင်းထားမှဖြစ်မှာနော်ဒီခုံလေးလိုဝိုင်းထားလိုက်အပေါ်ဆွဲအားရှိလောက်ရန်ဒီမှာတက်သွားရင်ဟုတ်ကဲ့တော့တယ်ဒီဟိုကလည်းအုပ်ပဲလုံးလိုက်တော့နော်ဒီစံပွဲရုံရှိမှာပါရှင်ရှည်မြောင်းငါးပေအကျဲငါးပေအနက်တူတာပါရှင်တူတာတော့10ပေလောက်တူထားပါတယ်ဟိုအထိခရီးပင်လေးမပေါအောင်ကိုရလောက်ပြီးနေပါတယ်ရှင်